စိတ်ဟာဟိုအာယုံဒီအာယုံရှောက်ပြေးနေတာမပြေးအောင်ခြေတိုင်းထားပြီးတော့တတိနဲ့လုံလဝိရိယနဲ့ပညာနဲ့တွဲဖက်ပြီးတော့ဆုံးပါတယ်ဆိုပါစို့ကိုယ်စိတ်လေးကိုဆုံးမကြလို့ရှိရင်ကမ္မထာအာယုံတစ်ခုအလွယ်ကူဆုံးပြောရမယ်ဆိုလို့ရှိရင်ခိုင်မြဲတဲ့ဣရိယာပုနဲ့ထိုင်ပြီးတော့ခန္ဓာကိုယ်ကိုမတ်ကလေးဖြောင်းဖြောင်းလေးထားပြီးနာသီးပြားကိုစိတ်ကပုတ်လွတ်ထားပြီးထွက်လေဝင်လေဆိုတဲ့ခြေတိုင်းလေးပေါ်မှာစိတ်ကလေးကိုတခြားမရောက်အောင်သူ့ကိုပုတ်လွတ်ထားထွက်လေဝင်လေဆိုတဲ့ခြေတိုင်းလေးကဘေးကိုရောက်မသွားအောင်တတိဆိုတဲ့ကြိုးနဲ့သူ့ကိုထိန်းချုပ်ထား။ဘာနဲ့တူတော့ဆိုရင်တိုင်ငုတ်တစ်ခုခိုင်ခိုင်စိုက်ပြီးတော့အဲ့ဒီမှာရိုင်းတဲ့နွားလေးကိုကြိုးနဲ့ခြိထားတယ်လို့ပဲယုံနေမှာပဲစိတ်ကလည်းပဲထွက်လေဝင်လေပေါ်မှာပို့လိုက်ယုံထွက်သွားလိုက်ထွက်လေဝင်လေပေါ်ပို့လိုက်ယုံထွက်သွားလိုက်လှုပ်ကြည့်ပေါ့ဘလောက်ယုံနေဆိုတာကြည့်ပါသိကိုယ်တိုင်လှုပ်ကြည့်ပါသိနော်ထွက်လေဝင်လေလေးပေါ်မှာ10ခုပြည့်အောင်အခု20ပြည့်အောင်အကျဉ်း100ပြည့်အောင်တည်ငြိမ်နေမှာမဟုတ်ဘူးတစ်ခုဖြစ်ပြီးပြေးသွားပြန်ပြီနောက်တစ်ခုလိုက်ဖမ်းရပြန်ပြီနှစ်ခုလောက်သိပြီးရင်ပြေးသွားပြန်ပြီလိုက်ဖမ်းရပြန်ပြီလွတ်တော့အဲ့ဒါလို့လွတ်တဲ့စိတ်လေးကိုနာသီးပြားဆိုတဲ့ခြေတိုင်ပေါ်မှာတတိဆိုတဲ့ကြိုးနဲ့ခြေပြီးတော့ပညာနဲ့ဆုံးမလိုက်လို့ရှိရင်နောက်ဆုံးဟာဒီစိတ်လေးဟာထွက်လေဝင်လေလို့ဆိုတဲ့နာသီးပြားပေါ်မှာထိသွားတဲ့နေရာလေးပေါ်မှာငြိမ်ကျသွားတယ်။အိုဒီအာယုန်တွေကိုမပြေးတော့ပဲနဲ့အာယုန်တစ်ခုတည်းပေါ်မှာငြိမ်ကျသွားတယ်။ဒါနိတဏီကိုပြောပြတာနော်။ထွက်လေဝင်လေမှတ်တယ်အာနာပါနလုပ်တယ်ဆိုအဲ့ဒါစိတ်ကိုဆုံးမတယ်ဆိုအဲ့ဒါကိုပြောတယ်။ဟိုပြေးဒီပြေးမပြေးတော့ဘူး။အဲ့ဒါလို့တမာတိစွမ်းအားနဲ့ချီနှောင်ထားလိုက်တယ်နောက်တစ်ခုကတော့စိတ်ကိုဆုံးမတဲ့အခါမှာစဉ်းစားဉာဏ်နဲ့ဆုံးမတာဘယ်လိုဆုံးမတော့ဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာလူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဖြစ်လာပြီဆိုလို့ရှိရင်လူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဟာအပင်ငရဲကိုကြားစေနိုင်လောက်အောင်အကုသိုလ်မှုတွေတိုးပြီးတော့ဖြစ်လာစေတတ်တယ်မကြီးထွားခင်ကငါဟာသူ့ကိုထိမ့်သိမ်းရမယ်ကြီးထွားလာလို့ရှိရင်ယောဂလိုပဲအလုံးဟာမဖြစ်သင့်တာတွေဖြစ်ကုန်နိုင်တယ်လို့လောဘကိုအပြစ်ကိုမြင်ပြီးတော့အဲ့လိုထိမ့်ရဒေါသဖြစ်ပြီးဆိုလို့ရှိရင်လည်းဒီဒေါသရင်ထဲဖြစ်လာပြီရှင်ထဲကနေပြီးတော့နှုတ်ဖျားရောက်လာလိမ့်မယ်နှုတ်ဖျားရောက်လာလို့ရှိရင်ဆဲတာရဲတာဖြစ်လာပြီအဲ့ဒီကနေပြီးတော့လက်ပါလာတယ်လက်ပါလာရနေပြီးတော့ရိုက်တယ်နှက်တယ်တတ်တယ်ဖြတ်တယ်ထီအောင်ဖြစ်လာဒေါသဟာအဲ့ဒါလို့ဖြစ်လာမှအပြစ်တွေကိုရှုမြင်သုံးသပ်ပြီးရင်ထဲမှာဖြစ်တဲ့ဒေါသကိုရင်ထဲမှာပျောက်သွားအောင်ထိန်းချုပ်နိုင်ရမယ်ဒါထိန်းတဲ့နည်းတစ်နည်းအပြစ်ကိုရှုမြင်ပြီးတော့ထိန်းတာဒီတဲ့ရင်းကျက်လာတဲ့အခါကျတော့အပြစ်ကိုရှုမြင်ရုံနဲ့မဟုတ်ဘူးဖြစ်ပေါ်လာတဲ့အာယုန်လေးတစ်ခုပေါ်မှာတဘာဝကိုတဘာဝအတိုင်းချီတက်လာပြီဆိုလို့ရှိရင်ဒေါသဖြစ်เสียအာယုန်တို့မမြင်တော့ဘူးလောဘဖြစ်เสียအာယုန်တို့လည်းမမြင်တော့ဘူးတဘာဝတရားတစ်ခုလို့သာမြင်တဲ့အခါမှာလောဘလည်းမဖြစ်တော့ဒေါသလည်းမဖြစ်တော့အဲ့ဒါလို့ပညာဉာဏ်နဲ့ထိမ့်သိမ်းဆောက်ရှောက်အောင်မယ်လို့ဆိုလို့တယ်နော်အဲ့ဒါကိုပြောတာစိတ်တတဓမ္မထောတာတုစိတ်ကိုသမထနဲ့ထိမ့်မယ်စိတ်ကိုဝိပဿနာကျင့်နည်းနဲ့ထိမ့်မယ်အဲ့ဒါလို့ထိမ့်လိုက်လို့စိတ်ထဲမှာလောဘဒေါသတွေမဖြစ်တော့ဘူးဒါတွေဝင်မလာတော့ဘူးတဘာဝအာယုံလေးပေါ်မှာပဲစိတ်ကတည်ငြိမ်သွားပြီဆိုလို့ရှိရင်ဒါယဉ်ကျေးသွားပြီလို့သူတို့ပြောတယ်